အားလုံးပဲမင်္ဂလာပါအနီဒေါန်ဆန်းစုကြည်ရဲ့သား Kim Aris ဦးဆောင်တဲ့ All in One Piece Movement နဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ movement ရဲ့ရည်ရွယ်ချက်ကတော့နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်တို့နဲ့အတူနိုင်ငံရေးကျင်းပမှန်တယ်အမြန်ဆုံးလွှတ်ပေးဖို့စစ်ကောင်စီက28ရက်12လ2025မှာပြုလုပ်မယ်အတူအယောင်ရွေးကောက်ပွဲကိုပြည်သူများအားလုံးဝိုင်းဝန်းဆန့်ကျင်ဖို့မြန်မာနိုင်ငံနဲ့ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ပြည်သူလူထုရဲ့စီလုံးညီညွတ်မှုအင်အားကိုပြသဖို့အတွက်ရည်ရွယ်ထားပါတယ်ဒီ movement ကို23ရက်12လ2025မှာကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့နိုင်ငံပေါင်းများစွာနေပြီးတော့ဆန္ဒဖော်ထုတ်ကြမှာဖြစ်ပါတယ်လက်ရှိပါဝင်ထားတဲ့နိုင်ငံတွေကို flyer ပေါ်မှာရေးထားသလိုနောက်ထပ်ဒုလာမဲ့နိုင်ငံပေါင်းများစွာလည်းရှိနေပါသေးတယ်မြန်မာပြည်သူများနဲ့ကမ္ဘာရရမှာရောက်ရှိနေတဲ့ပြည်သူများအနေနဲ့23ရက်12လ25ရက်နေ့မှာမြေပြင်မှာပြုလုပ်တဲ့ဆန္ဒဖော်ထုတ်ပွဲတွေမှာပါဝင်နိုင်တယ်လို့ online ကနေလည်းပါဝင်လို့ရပါတယ်အသေးစိတ်ချက်လက်များကို All in One Piece Movement ရဲ့ Facebook page ကနေပြီးတော့ update လုပ်သွားပေးမှာမလို့ like follow and share လုပ်ထားပေးဖို့ပြောချင်ပါတယ်ကျေးဇူးတင်